ရုပ်ဘွားတော်စီကနေသွေးမြစ်တွေစီးကြလာတယ်။ဒါဟာလွန်ခဲ့တဲ့နှစ်ပေါင်း100ကရရဆက်ဆက်အသက်ခံခဲ့ရတဲ့မင်းကလေးတယောက်ကငိုကြွေးနေတာပါ။ဒီရွာကြီးမှာပုံပြင်တစ်ခုရှိတယ်။တောင်ဆောင်နဲ့မင်းစီမှာအပြိုစွန်မင်းကလေးတယောက်ကိုရပ်ပူစော်ရင်တရွာလုံးရာတီဥရုခေါင်းမွန်ပြီးလက်ပလာပါတွေပေါ်ကျွယ်ဝမိတဲ့မာယာဟာတရွာလုံးမှာအမုန်းခံဆုံးမင်းကလေးပါ။အကြောင်းရင်းကတော့သူ့မှာသွေးလို့ရဲနေတဲ့မျက်လုံးတစ်စုံရှိနေလို့ပါပဲ။လူတိုင်းကသူ့ကိုမိတ်ဆာမလို့ခေါ်ကြတယ်။သူ့ရဲ့မောင်လေးအီတန်ကကလွဲလို့ပေါ့။အီတန်ကတော့ဘာပဲဖြစ်ဖြစ်သူ့အနားမှာအမြဲရှိနေပေးခဲ့သူပါ။ဒါပေမဲ့ဒီမိတ်ဆာမလို့ခေါ်တဲ့ကောလာဟလတွေကပဲတောင်ဆောင်နဲ့မင်းရဲ့တတိုးသမီးလောင်းဖြစ်ဖို့တွန်းပို့ခဲ့တာပါ။အသက်9နှစ်အရွယ်မှာပဲသူဟာရပ်ပူစော်တဲ့ဝတ်စုံဖြူကိုဝတ်ခဲ့ရတယ်။တရွာလုံးရဲ့ခမ်းနားတဲ့အခမ်းအနားကြီးရှိမှာသူဟာတောင်ပေါ်ကနှကြောင်းစီကိုတလန်းချင်းရှောက်လန်းသွားခဲ့ရပါတယ်။သူမတောင်ပေါ်ရောက်သွားကြတဲ့ကအီတန်ဟာညာတိုင်းတောင်ပေါ်ကိုခိုးတက်ခဲ့တယ်။သူမအသက်ဆက်နိုင်ဖို့အတွက်အစားအသောက်တွေကိုညာတိုင်းခိုးပို့ပေးခဲ့တာ6နှစ်တောင်ကြာခဲ့ပါပြီ။ဒါပေမဲ့ဒီနှစ်မှာတော့ရွာရဲ့စိုက်ပျိုးရေးတွေလုံးဝပျက်စီးကုန်တယ်။ရွာသားတွေကသူမကိုပဲထပ်ပြီးအပစ်ပုံချော့ကြပြန်ပါတယ်။အဲ့ဒီညမှာပဲသူတို့နှစ်ယောက်ဟာနှကြောင်းကနေထွက်ပြေးဖို့စူးစမ်းတုန်းမှာပဲတရွာလုံးကမိသွားတော့ပါတော့တယ်။ရွာလူကြီးတွေကသူမကိုအတင်းဖမ်းဆွဲကြတယ်။အီတန်ကသူမကိုကေးဖို့ရုန်းကန်ပေမဲ့သူ့အဖေကသူ့ကိုမြည်ကြီးပေါ်အတင်းဖိထားခဲ့တယ်။သူလုံနိုင်တာဆိုလို့ကြည်နေအောင်လည်းရှိပါတယ်။အဲ့ဒီညမှာပဲရက်ပူစော်ပွဲကြီးကိုချင်းပကြတယ်။ဒါတွေအားလုံးကရွာအထက်ကလို့သူ့အဖေကအေးအေးဆက်ဆက်ပြောနေခဲ့တယ်။ပြီးတော့ရွာလူကြီးကသူမတို့3ယောက်လုံးကိုကြီးကြီးစဲထွန်းချလိုက်တယ်။အီတန်ဟာချုပ်ထားတဲ့ကြားကရုံထွက်ပြီးကျင်းစီကိုပြေးသွားခဲ့တယ်။အီတန်ရဲ့မျက်ရည်တွေကတတိလိနေတဲ့သူမကိုနိုးလာစေခဲ့တယ်။သူမအသက်ရှင်နေခဲ့တယ်။ဒါပေမဲ့အီတန်ရဲ့အဖေကခေါင်းမုတ်ခါပြီးအီတန်ရဲ့လက်ထဲကိုကော်ပြားတစ်ခုထည့်ပေးလိုက်တယ်။ရွာလူကြီးကဂတိပေးတယ်။မင်းကိုယ်တိုင်သူမကိုမီးမြုပ်ပြက်မယ်ဆိုရင်မင်းတို့မိသားစုကိုငါတို့အဖြစ်မပေးဘူးတဲ့။တရွာလုံးကလည်းအီတန်ကိုဝိုင်းအော်ဟစ်ပြီးဖိအားပေးနေကြတာပေါ့။ဖိအားတွေကိုမခံနိုင်တော့တဲ့အဆုံးအီတန်ဟာကော်ပြားကိုနှောက်လိုက်ပါတော့တယ်။ဒီမြင်းကွင်းကသူမရဲ့နှလုံးသားကိုကွဲကျဲသွားစေခဲ့တယ်။အဲ့ဒီနောက်ရွာသားတွေပြေးဝင်လာပြီးကျင်းထဲကိုမြေကြီးတွေပစ်ထည့်ကြပါတော့တယ်။အီတန်ဟာဒီမြင်းကွင်းကိုကြည့်ရင်အဖြစ်ရှိစိတ်နဲ့ထွက်ပြေးသွားခဲ့ပါတယ်။တညမှာတော့မြေကြီးတွေကနေလက်တစ်ဖက်ထွက်ပေါ်လာပါတော့တယ်။